ဒါပြီးတော့တစ်ထည့်တယ်ပေါ့နော်ထည့်ပြီးတော့စူအောင်တဲမယ်တဲပြီးလို့ရှိရင်မိုးထည့်မယ်ဒါခုနမိုးထည့်ပြီးလို့ရှိရင်ကော်ပြီးထည့်ပဲလက်ထပ်လို့ရှိရင်ဝတ်ထိတ်ထည့်ပြီးအနီးတိတ်လို့စင်မိဘောထက်မိဘောအကြိုက်ထက်ချက်ကမှဆိုတော့ထည့်ထားလို့ရတယ်